ကဲဒီဘေးကစစ်ခွေးကတော့ကျွန်တော်လည်းသူတခါပြောထားပြီအခုစစ်ခွေးတွေထဲမှာနည်းနည်းဟောင်းလာတဲ့ထဲမှာနည်းနည်းတက်လာတဲ့ကောင်ပေါ့နော်ဘာလို့ဆိုတော့သူတို့ဟောင်းတဲ့အုပ်စုပဲမှာအခုဒီမှာတော်နိုင်ရေးဗန်းပြလှုပ်ရှားသူများပြည်စီရန်တူကိုဝင်ကြည့်လိုက်ရင်တော့ဒီကောင်စစ်သားလောက်တာတော့မဟုတ်စစ်တပ်ထဲမှာဖိခံတဲ့ကောင်ဖြစ်မယ်ရုပ်ကကြောင့်လည်းကြီးရုံနဲ့နော်အခုအမှန်တရားလို့ထင်ပြီးတော့မှကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုဟလာရှေ့ထဲမှာအသက်ဆုံးပြီးတော့တိုက်ပွဲဝင်နေတဲ့ PDF လူငယ်လေးတွေ4000ကျော်နော်စင်းစရာအရာပေါ့ကွာနော်ခြိပြက်လက်ပြက်တွေဖြစ်ကုန်ပြီအဲ့ဒီအတွက်နော်မင်းတို့ခွက်ကောက်တဲ့အနေနဲ့ NUG အနေနဲ့နော်လူ2000ကျော်အတွက်ပဲနော်ခြိတုလက်တုတက်ဆင်ပေးနိုင်တယ်တဲ့အဲ့တော့မင်းတို့တနေ့မင်းတို့ခွက်ကောက်နေတာဘယ်လောက်ရလဲဟမ်အဲ့ဒါမင်းစောက်ကြောင်းမဟုတ်ဘူးတနေ့ခွက်ကောက်တာဘယ်လောက်ပဲရအဲ့ဒါမင်းစောက်ကြောင်းမဟုတ်ဘူးမင်းစောက်ကြောင်းကငါတို့ PDF ဘက်ကခြိတုလက်တု4000ဖြစ်ပြီဆိုရင်မင်းတို့စစ်ခွေးကဘယ်နှသိန်းဖြစ်နေပြီလက်ရှိအာနာစသိန်းတွေကအာနာမသိန်းကြီးတော့မပြောဘူးနော်မင်းမဲ့လေမင်းအောင်လိုက်အာနာသိန်းတွေကစစ်ခွေးဘလောက်မင်းတို့လိုစစ်ခွေးဘလောက်ယောဂါကြောင့်sorry စစ်သားဘလောက်သေသွားပြီလေညာစစ်ခွေးဘလောက်သေသွားပြီလေတိုက်ပွဲမှာဖေးတာပြီးရင်ရန်သူကြီးမှာတုံပန်းမိထားတာစစ်ခွေးဘလောက်ရှိတယ်ခြေတော့ပြလက်ပြဖြစ်သွားတဲ့စစ်ခွေးဘယ်လောက်ရှိတယ်ထောက်ခွင့်ရတာဘယ်လောက်ရှိတယ်မင်းတိလားတိမရှိဘူးမလားအဲ့တော့ဒီမီကိုစောက်စင်ကိုတိနော်မင်းမဲ့အချမ်းကိုမင်းတိအောင်အရင်လေ့လိုက်မင်းတို့မဲ့အချမ်းမှာလည်းမင်းကအကုန်တိတယ်တက်လက်ပြောနိုင်တယ်ဆိုရင်တော့ဟဲ့ငါတို့မဲ့အချမ်းမှာတွေ့တယ်မလားအားလုံးပေါင်းဒီအာနာသိန်းတွေကသေသွားတဲ့စစ်သားဘယ်နှသိန်းခြေတုလက်တုဖြစ်သွားတာခြေတက်လက်ဖြစ်သွားတာဘယ်နှသိန်းအဲ့ဒါကိုငါတို့ကနိုင်ငံတော်ဝီကြီးချုပ်လာမင်းတို့ကဘာကောင်းလဲဟမ်မင်းအောင်နိုင်မင်းတို့ခိုက်တယ်လို့ခေါ်ပေါ့ကွာတက်ချုပ်ကြီးပဲခေါ်ဘလို့ပဲခေါ်တမနာကြီးပဲခေါ်အဲ့ဒီလူကဘလို့တိကျဆောက်ရှောက်ပေးထားတယ်အဲ့လိုတွေပြောနိုင်မှတက်လာခဲ့ရှင်းတယ်နော်တခါတည်းဒေါ်လာကိုတန်းနဲ့ချီပြီးရတယ်မလားဘက်ကိုသိန်းကျော်ရနေတယ်မဟုတ်လားနော်အဲ့တော့မင်းကလူ2000ကျော်ပဲမင်းတို့ကအခုတက်ဆင်ပေးနိုင်တယ်ဆိုတော့ဗာကျန်တဲ့2000ကျော်ကသူလည်းသူညံမိတယ်လို့တွေးခွဲတာနောက်တော့ကောင်းတယ်ဘွာလေးကမကြည့်ဘူးဗာလေဟိုခြိပြက်လက်ပြက်နဲ့တခါတိုက်ပွဲဝင်ပေးရအောင်မလားဟမ်ခြိပြက်လက်ပြက်နဲ့တိုက်ပွဲဝင်ကြမလို့ဘူးတိလားမလိုက်ကတော့စိတ်ကောက်နေတာမင်းရှိခေါ်လာခဲ့ခြိပြက်လက်ပြက်နေကတော့တိုက်ပွဲဝင်နေရတယ်မတိုက်ချင်ဘဲနဲ့ရှိခေါ်လာခဲ့ဒါပေမဲ့မင်းတို့စစ်ခွေးတွေထဲမှာထွက်ရှင်လို့မထွက်ရတဲ့သူတွေတပုံကြီးထွက်ခွင့်ပေးရတာမင်းစစ်ခွေးကခွေးနေရနေလေကွာကိုဆောက်စင်ကိုတိလေတိလားမင်းကိုဆောက်စင်ကိုတိကိုဆောက်ကိုမှန်တဲ့ကြည့်ငါဘာဆောက်စင်လဲဆိုတာမင်းတို့စဉ်းစားလေဟိုအသက်ဆုံးပြီးလောက်ပေးနေတာလေကလေးတွေကအော်တွေးခွဲတာသူညံမီတော့တွေးခွဲတာအော်တော့ညင်ရှင်စမ်းသပ်ပေးတာကောင်းလေအော်ပိတ်တက်ကိုထဲမနေနဲ့မေလို့တွေရဲ့ဒါစပေါ်ရီကွာမင်းမပြန်တော့တော့အစိတ်ကြီးတယ်သူနန်းသားတွေဟမ်စစ်မှုထမ်းအပတ်စဉ်20ကျော်သွားပြီဟုတ်တယ်နော်စစ်မှုထမ်းအပတ်စဉ်တစ်ခုမှ9000ခေါ်တယ်မလား20ဆိုရင်ဘယ်လောက်လဲလူ3သိန်းမင်းတို့စစ်ခွေးအဟောင်းတွေကိုငါမပြောဘူးနော်နောက်ဒီဝင်တဲ့စစ်မှုထမ်းတက်တဲ့3သိန်းပြောသွားပြီအဲ့ဒီ3သိန်းထဲမှာကျမ်းမာရေးကြောင့်သေသွားတာဘယ်လောက်လဲတိုက်ပွဲမှာကြာသွားတာဘယ်လောက်လဲရန်သူကြီးမှာတုံ့ပန်းဖြစ်နေတာဘယ်လောက်လဲခြေပြက်လက်ပြက်ဖြစ်သွားတာဘယ်လောက်လဲအဲ့ဒါစိတ်ရင်းနေမင်းတို့သိဝင်ရှိလားငါတို့တီတူမပြောနဲ့နော်မင်းတို့စစ်သားတွေသိဝင်ရှိလားမရှိဘူးလားโอเคဒါဆိုထားလိုက်အောင်ဒါစိတ်ရင်းစရာမတည်ဘူးအခုလက်ရှိမင်းထွက်နေတဲ့လက်ကမင်းထွက်နေတဲ့ရိတ်ကအဲ့ဒါနိုင်ငံတော်ကတတ်မှတ်ပေးထားတဲ့နှုံးသားတိုင်းမင်းရတာလားနိုင်ငံတော်ကတတ်မှတ်ပေးထားတဲ့နှုံးသားရဲ့ထက်ဝက်လောက်ပဲမင်းရတာလားအဲ့ဒါမှမဖြစ်ပါငါသိလို့ပေးတာနော်